အားလုံးပဲမင်္ဂလာပါဗျာရှုခန်းကော်ပြိုးရင်မိသားစုကနေနေ့ရက်ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့လူကြီးမင်းတို့ကျွန်တော်ပြသပေးမှာတော့ channel ကိုရောက်တော့ Seasonity လေးအိတ်ဆိုတာကိုပြသပေးမှာပဲဖြစ်ပါတယ်ဗျခုပုံထဲမှာမြင်ရတဲ့ Seasonity ပင်လေးကတော့3နှစ်သားပင်လေးပဲဖြစ်ပါတယ်သူ့ကိုမြေချစိုက်တာက2နှစ်မြို့ထဲမှာ1နှစ်သားအရွယ်ဖြစ်ပါတယ်ဗျ Seasonity ကတော့နေရောင်ကြိုက်တဲ့မျိုးစားလေးပဲဖြစ်ပါတယ်သူကတော့နေရောင်များတဲ့အသီးတွေဆိုရင်တော့စိမ်းရောင်ပုံစံပေါက်ပြီးတော့နေရောင်ရတဲ့အသီးတွေဆိုရင်အခုလိုမျိုးညီရဲနေရပဲဖြစ်ပါတယ်ဗျကျွန်တော်တို့ရွှေကောင်းကော်ပြိုးကြီးကနေမျိုးစစ်မစစ်ကိုဒီကြကိုယ်တိုင်စမ်းဆိုင်ပြီးမှရောင်းချပြရတဲ့အတွက်ကြောင့်မလို့မျိုးစစ်ကြောင်ကိုလည်းအာမခံပါတယ်ဗျအားလုံးပဲတရားပတ်စံတော်နေ့ဒီကိုပိုင်ဆိုင်ကြပါစေလို့ရွှေကောင်းကော်ပြိုးရင်မိသားစုကနေဆုမကောင်းတောင်းလိုက်ပါတယ်ဗျJubilee